အားလုံးပဲမင်္ဂလာပါဒီတစ်ခါတော့မြန်မာစနေနေ့ရာသီမှာပထမဝါဆိုဒုတိယဝါဆိုဘာကြောင့်ဖက်ရလဲဆိုတာကိုကျွန်တော်စေကိုနိုင်ဇောင်းကိုအသုံးပြုပြီးတော့ဝါထိုင်နေတွေကိုတွေ့ရှိပေးတတ်မှာဖြစ်ပါတယ်မြန်မာပြက်ကလေးမှာပထမဝါဆိုဒုတိယဝါဆိုဖြစ်နေတာကကျွန်တော်တို့ဒီလာနဲ့နေရဲ့အရှင်ကွာခေါမှုကိုညှိဖို့အတွက်ဖြစ်ပါတယ်အလွေကျွန်တော်ကတော့အသေးစိတ်ရှင်းပြပေးပါမယ်မြန်မာပြက်ကတင်ရဲ့အခြေခံကတော့မြန်မာပြက်ကတင်ဟာလကောအခြေခံတဲ့လူနာကလန်ဒါတလမှာ29.5ရက်စနေနေ့ဆိုရင်354ရက်ပဲရှိပါတယ်ဒါပေမဲ့နေအောင်နှိပ်တော့ဆိုတဲ့ဆိုလာကြီးဟာ365ရက်လောက်ရှိတဲ့နေ့မှာနေ့တိုင်းဒီကျွန်တော်တို့ကလကောအခြေခံတဲ့ပြက်ကတင်က17ရက်လောက်တော့အမေတန်ရှိုးနေပါတယ်ပရတနာကဘာလေးဆိုတော့ဒီတော့နိုင်တိုင်းလို့ရှိုးနေရင်ဝါဆိုလာမိုးရတီကကျွန်တော်တို့ဒီပထမစပစ်တလားတဖြည်းဖြည်းနေရတီဘက်ကိုရွှေတော့မယ်ပြီးတော့ရာသူဦးလူလေယာလုံးဝတဲ့မကိတော့ဦးဖြစ်တော့မှာမယ်ဒါဆိုရင်ဘလို့ဖြည့်ရှက်မလဲဆိုတော့ဖြည့်ရှက်နေကဝါဆိုလာကိုထက်ထချင်းအဲ့ဒီအတွက်နိုင်အရှိုးမှာဝါဆိုလာကိုနလာထောက်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီပထမဝါဆိုဒုတိယဝါဆိုဆိုပြီးတော့ဖြည့်လာတာပါဒီလိုနဲ့ကိုဝါထိုင်နေလို့ခေါ်ပါတယ်ဒါဆိုရင်ဘာကြောင့်ဝါဆိုကိုပဲထက်ထောက်တာလဲဆိုတော့ကျွန်တော်တို့ဒီဝါဆိုလာကမိုးရတီအစဖယားဘာသာရေးအခမ်းအနားတွေပြီးတော့ဝါဆိုတန်ကန်ဝါဆိုအလူတွေနဲ့ရာတီနေရတာအလွေဆုံးဖြစ်လို့ပါအဲ့ဒါကြောင့်ကျွန်တော်တို့ဒီဝါဆိုလာကိုပဲလောရတာဖြစ်ပါတယ်အတူလျှောက်ရှင်းပြရင်တော့ပထမဝါဆိုဒုတိယဝါဆိုဖေရချင်းအကြောင်းရန်ကတော့လာနှိမ့်နဲ့နေနှိမ့်ကိုကိန်းညီဖို့ဖြစ်ပါတယ်ရာတီမလွေအောင်ထိန်ဖို့ပြီးတော့မြန်မာပြည်ကနေရဲ့တဘဝစနစ်ကြောင့်ဖြစ်ပါတယ်ဒါဆိုရင်ပေနှိမ့်တွေမှာဝါထက်နေဖြစ်တယ်လေမြန်မာပြည်ကနေမှာစေကိုနှိမ့်7တခုကိုပြုလုပ်ပြီးတော့အဲ့ဒီစေကိုနှိမ့်တွေမှာဝါထက်နေ9နှိမ့်ပါဝင်ပါတယ်အဲ့ဒါကိုကျွန်တော်တို့မက်တော်နေစကေစေကိုနှိမ့်7လို့လေခေါ်ဆိုနိုင်ပါတယ်ဒါကတော့စေကိုနှိမ့်7ထေကဝါထက်နှိမ့်ဖြစ်တဲ့နှိမ့်တွေပဲဖြစ်ပါတယ်ဒါကစေကိုနှိမ့်7ကိုခွေထားတာဖြစ်ပါတယ်ဒီနှိမ့်တွေကပထမဝါဆိုဒုတိယဝါဆိုဝါထဖြစ်ပါတယ်ဒါကတော့ဝါထနဲ့ဖြစ်မဖြစ်ကိုတွေ့တင်နေပြပါတယ်ဒါကတော့အစင်တိတ်ကျွန်တော်တို့တည်ထားတဲ့မြန်မာတက်ကရက်မာတာကိုစေကိုနဲ့စာရမှာဖြစ်ပါတယ်အစင်နေ့အနေနဲ့တော့ကျွန်တော်တို့ဒီစာရဲ့ရစေကိုနဲ့စောက်ရတဲ့အကျွမ်းကိုစိတ်ပါအကျွမ်း3ရှောက်8 7 4 ခွန်0ဆိုရင်ဝါထနဲ့ဖြစ်ပါတယ်တခြားအကျွမ်းတွေဆိုတော့ဝါထနဲ့တစ်ခုလေးရှိတဲ့ပထမဝါထနဲ့ဖြစ်ပါတယ်မက်ရှင်အနေနဲ့ကတော့ကျွန်တော်တို့ဒီအကျွမ်း0ဆိုရင်စေကိုနဲ့မြောက်လို့ဆိုလိုတာဖြစ်ပါတယ်ဥပမာနဲ့တကွာကျွန်တော်နော်လေအောင်ရှင်းနေပြသမှာပါကျွန်တော်တို့ဒီမြန်မာတက္ကရာမာတာတို့ကဆိုရင်1386အဲ့ဒီ86ကိုစေကိုနဲ့စောက်မယ်စောက်ဒါဆိုရင်ကျွန်တော်တို့ကစောက်လက်က82အကျွမ်းကတော့68ဒါဆိုရင်ရလာတဲ့အကျွမ်း68ကကျွန်တော်တို့ဒီဝါထက်နဲ့အစုထေးမှာမပါပါဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ကပထမဝါထက်နဲ့တို့ပဲယူဆနေပါတယ်ဒါကြောင့်1386ခုနှစ်ဟာဝါထက်နဲ့မရှိတဲ့နှိပ်လို့ခေါ်ဆိုနေပါတယ်နောက်ဆုံးအနှိပ်လျှောက်အနေနဲ့ပြောရရင်ဝါထက်နှိပ်ဆိုတာဘာလဲဝါထနှိတ်ဆိုတာဝါဆိုလာနလာပါတဲ့နှိတ်ကိုဝါထနှိတ်လို့ခေါ်ပါတယ်စေကိုနှိတ်မှာကျွန်တော်တို့ခဏနှိတ်ကဝါထက်ပါတယ်အကျွန်း3ရှောက်8 7 4 ခွန်နဲ့ဒုညတွေဟာဝါထနှိတ်တွေဖြစ်ပါတယ်ကိုယ်နဲ့တွဲရှင်းနေပါတယ်